အားလုံးပဲမင်္ဂလာပါ brother တို့ရေဇန်နီ gaming ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုတကောက်ဗီဒီယိုလေးမှာတော့ free ပေးသွားမဲ့ skin တွေနဲ့အတူအသစ်ထွက်ရှိလာမဲ့ skin တွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါဦးခင်ဗျာ TikTok အဆိုရင်တော့ follow လေးလုပ်ခဲ့ပေးကြပါဦးခင်ဗျာပထမဦးဆုံးအနေနဲ့ free ပေးသွားမဲ့ skin ကတော့ glue ရဲ့ elite skin ပဲဖြစ်ပါတယ် glue ရဲ့ elite skin မှာဆိုရင်တော့color အနေနဲ့6ရောင်လာမယ်အဲ့တော့ browser ဒီမှာအယောင်ချဲအတုံးကြီးရှိသလိုဒီမှာပြောင်းလဲပြီးတော့3နိုင်မှာပဲဖြစ်ပါတယ် glue ရဲ့ elite skin ကလည်းမိုက်နေပြီနောက်ကျတော့အယောင်ချဲတုံးလေးနဲ့ဒါဒီလိုမျိုးတစ်ခုပြီးတစ်ခုပြောင်းပြီးတော့သုံးမယ်ဆိုရင် brother တို့ပို့ပြီးတော့မိုက်တာပေါ့နော်ဒီမှာဆိုရင်skin တစ်ခုတည်းကိုအမျိုးမျိုးသုံးလို့ရမယ်နောက်ထပ် free ပေးသွားမယ့် skin ကတော့ Khadija ရဲ့ elite skin ပဲဖြစ်ပါတယ် elite skin ဆိုပေမဲ့ animation ရော scale effect ပါရောသူတို့တော်တော်လေးကိုကောင်းကောင်းမွန်မွန်လေးလှပလေးလုပ်ပေးထားရပေါ့နော်ကဲဒါဆိုရင်တော့နောက်ထပ်အသစ်ထွက်ရှိလာမယ့် skin တွေအကြောင်းပြောလိုက်ရအောင်ပထမဦးဆုံးအနေနဲ့အသစ်ထွက်ရှိလာမယ့် skin ကတော့ Digi ရဲ့ epic skin ပဲဖြစ်ပါတယ် animation ကိုကြည့်မယ်ဆိုရင်လည်းတော်တော်လေးမိုက်တယ် brother တို့ဒီမှာ Kung Fu Panda vibe လေးကိုနည်းနည်းရသလိုခံစားရမယ်ပေါ့နော်ကဲနောက်ထပ်အသစ်ထွက်ရှိလာမယ့် epic skin ကတော့ YVE ရီရဲ့ epic skin ပဲဖြစ်ပါတယ် oh my god brother epic skin တော်တော်လေးလှရနော်မိုက်တယ်နောက်ကြတော့ Digi ရဲ့ Digi နဲ့ epic skin နဲ့တင်းတစ်ခုတည်းသွားနေသလားလို့ကျွန်တော်ခံစားမိတယ်ကဲနောက်ထပ် epic skin ကောင်ကတော့ Selena ရဲ့ epic skin ပဲဖြစ်ပါတယ်ဟုတ်တယ်သေချာသွားပြီ brother တို့ဒီမှာဆိုရင် Digi ရဲ့ရီရဲ့ဒီမှာ Selena ရဲ့ဒီ၃ကောင်ကတင်းတစ်ခုတည်းကိုသွားထားတယ် brother တို့အဲ့တော့ဒါဘာ event ရှိမလဲတော့မသိဘူး epic skin တွေတော့စတိုက်ထွက်နေတယ်နောက်ထပ်အသစ်ထွက်ရှိလာမယ့် skin ကတော့ Arlo ရဲ့ collector ပဲဖြစ်ပါတယ် brother တို့ oh my god လုံးဝ juicy ပဲ animation ကြီးอ่ะဒါပေမဲ့ scale for video လေးကတော့ကျွန်တော်စီမှာမထွက်သေးဘူးပေါ့နော်ကဲတော်တော်လေးတော့မိုက်နေပြီဗျာနောက်ထပ်အသစ်ထွက်ရှိလာမယ့် collector skin ကတော့ Lalia ရဲ့ collector skin ပဲဖြစ်ပါတယ်animation ထဲမှာဆိုရင် Lalia မော်ဒုတ်တန်လေးကိုရှာတွေ့သွားပြီးတော့ငကားကြီးနဲ့တွေ့သွားပြီးတော့ဒါနောက်ဆုံးကျသူငကားကြီးနှိမ့်နိုင်သွားရပေါ့နော်အဲ့လို animation လေးလုပ်ထားတယ်အချစ်ဖို့တော့ကောင်းတယ်ဒါပေမဲ့ that's not my favorite အသစ်ထွက်ရှိလာမယ့် collector skin ကတော့ Everyday ရဲ့ collector skin ပဲဖြစ်ပါတယ် animation ကိုကြည့်မယ်ဆိုရင် brother တို့လုံးဝချွတ်စီထွက်ရှိလာမယ့် collector skin တွေထဲမှာ Everyday ရဲ့ collector skin ကလည်းမဝယ်မဖြစ်ပဲပေါ့နော်တော်တော်လေးမိုက်ပါတယ်ဒီအတွက် video လေးကတော့ဒီလောက်ပါပဲ brother တို့ရောထွက်ရှိလာမယ့် collector skin တွေထဲမှာ best skin ကိုကြိုက်လဲအရင်ဆုံးကျွန်တော် video တင်ပေးထားတော့ sun collector arcade collector ရှိမယ်ခုထွက်ရှိလာမှာက Lalia ရဲ့ Everyday ရဲ့ Arlo ရဲ့ဆိုတော့ဒီ collector 5ကောင်ရှိမယ်ပေါ့နော်အဲ့5ကောင်တွေကနေပြီးတော့ဘယ်ဟာ favorite လဲဆိုတာကို comment လေးမှာတစ်ချက်မှတ်သွားပေးကြပါဦးခင်ဗျာကျွန်တော်အနေနဲ့ဆိုရင် arcade ရဲ့ sun ရဲ့ဒီခုနက Everyday ရဲ့အဲ့3ကောင်ကိုတော်တော်လေးကြိုက်ပါတယ်